noradrenaline ကိုပေးတဲ့နေရာမှာ mic per minute နဲ့ပေးတာရှိတယ်လို့ mic per kg per minute နဲ့လည်းပေးတာရှိတယ် mic per minute ကကြတော့ဒါ weight ချိန်စရာလို့အတွက်ကြောင့်မလို့ easy to use ဖြစ်တယ်ပြီးတော့ emergency condition တွေမှာ weight ကိုထည့်သွင်းစဉ်းစားစရာမလိုတဲ့ကြောင့်မလို့ဒါအသုံးလေးရှိရပေါ့နော်အသုံးများရပေါ့နော်သူကကြတော့5 to 10 to 15 20 mic per minute တွေနဲ့ပေးလေးရှိရပေါ့အောက်က mic per kg per minute ကကြတော့သူက weight ကိုထည့်သွင်းစဉ်းစားဖို့အရေးကြီးတယ် neonates လို့ time based setting တွေပြီးတော့လူကြီးဆိုလို့ရှိရင် obese လူနာတွေပေါ့နော်more than 70 kg နဲ့အထက်ရှိတဲ့လူနာတွေဆိုလို့ရှိရင်တော့ဒီအောက်ကဟာကိုသုံးတယ်ပေါ့အခုဒီဟာလေးကိုရှင်းပြမယ်ပေါ့နော်အမတို့က mic per kg per minute ကို meter per hour ပြောင်းပြင်လို့ရှိရင် concentration နဲ့စာရင် meter per hour ရတယ်အဲ့တော့ concentration ကိုသိရမယ် concentration ကကြတော့noradrenaline 4 milligram in ns 50 ml ဆိုလို့ရှိရင်သူ့ရဲ့ concentration က80 mic per ml ဖြစ်တယ်2mg 8 mg ဆိုလို့ရှိရင်တော့160 mic per ml ဖြစ်တယ်ပေါ့နော်အဲ့တော့60 kg ရှိတဲ့လူနာတစ်ယောက်ကိုမတော်က noradrenaline 8 mg per 50 ml ရှိတဲ့ concentration နဲ့0.5 mic per kg per minute အဲ့လိုပေးချင်တယ်ပေါ့နော်ပေးချင်တယ်ဆိုလို့ရှိရင်ဒါကိုအပေါ်က formula ထဲမှာထည့်လိုက်လို့ရှိရင်0.5 mic per kg per minute into 60 kg into 60 minutes per hour အဲ့ဒါကို concentration ရတော့ 2mg မို့လို့160 mic per minute နဲ့စလိုက်တယ်အဲ့တော့0.5 into 60 into 60 equal ကို160နဲ့စားလိုက်ရင် 11.25 ရတယ်အဲ့တော့ 11.25 unit ကကြတော့ mic နဲ့ကြည့်သွားတယ် kg နဲ့ kg နဲ့ကြည့်သွားတယ် minute နဲ့ minute နဲ့ကြည့်သွားတယ်ဒီမေးကအပေါ်တက်တော့ပြောင်းမြန်လှန်သွားတော့ meter per hour ရတယ်ဒီစာရွက်မှာဆိုရင်ဘယ်ဘက်အဆုံး column က mic per kg per minute ကိုပြတယ်0.05 0.1 0.5 1 mic per kg per minute စသဖြင့်သွားတယ်ပေါ့နော်ညာဘက်မှာဒုတိယမြောက် row ကကြတော့ weight ကိုပြတယ် body weight ကိုပြတယ်ပေါ့နော်ဆိုတော့ပေးတဲ့ mic ချင်းတူတောင်မှ weight ပေါ်မှုတည်ပြီးလို့ရှိရင် meter per hour ပြောင်းလဲတယ်ပေါ့နော်ဆိုတော့ကိုယ့်သားကိုလည်းတွက်ကြည့်လို့ရပါတယ်